တငယ်ချင်းတို့ကြီးဒီမိန်းကလေးနှစ်ယောက်ဟာကောင်လေးတစ်ယောက်ဆိုင်ကယ်မောင်းနေတော့မှာပဲအလွန်ကြီးမားတဲ့ငါးကြီးတစ်ကောင်ကိုသူ့ဆိုင်ကယ်အနောက်ကချင်းနှောင်းလေးကိုလှမ်းပစ်ထည့်လိုက်ကြပါတယ်ကောင်လေးကတော့ဘာမှတတိမထားမိပဲမောင်းထွက်သွားခဲ့ပြီးမိန်းကလေးနှစ်ယောက်ကတော့သူတို့ရဲ့အစီအစဉ်အောင်မြင်သွားလို့ဝမ်းသာအားရအောင်ပွဲခံနေကြတာပေါ့ကောင်လေးအိမ်ရောက်ချင်းပဲသူကအိမ်ကအရန်တက်ချင်နေတာကြောင့်ညီမဖြစ်သူကိုဆိုင်ကယ်ကိုဂိုးတောင်ထဲမှာတွားရက်ပေးဖို့လှမ်းပြောပြီးအမြန်ပြေးသွားပါတော့တယ်ညီမဖြစ်သူဆိုင်ကယ်နားရောက်လို့ဒီလောက်အကြီးကြီးရှိတဲ့ငါးကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့တကယ့်ကိုအံ့ဩဝမ်းသာသွားခဲ့ရပါတယ်ရှင်သူမဟာငါးကြီးကိုအမြန်ယူပြီးစပွဲပေါ်တင်လိုက်ပါတယ်အဲ့ဒီနောက်ဓာအကြီးကြီးကိုတုံးပြီးငါးရဲ့အကြီးကိုအမြန်ပဲခွာပစ်လိုက်တာပေါ့အကြီးကိုခွာပြီးသွားတဲ့အခါမှာတော့ငါးကိုတေးသေးချာချာပြောင်းစင်အောင်စီးကြောလိုက်ပါတယ်နော်ထို့အချိန်မှာပဲငါးကိုလှမ်းပစ်ထည့်ခဲ့တဲ့မိန်းကလေးနှစ်ယောက်ဟာအဝေးတနေရာကနေဓာရီကိုတိတ်တဆိတ်ချောင်းကြည့်နေကြပါတယ်ပြီးတော့ညီမဖြစ်သူဟာစီးထားတဲ့ငါးကိုနှစ်ပိုင်းဖြတ်လိုက်ပါတယ်အပိုင်းတစ်ပိုင်းကိုတော့ရေခဲတက်တာတွေထည့်သိမ်းဖို့ဖယ်ထားပြီးကြံတဲ့အပိုင်းလေးကိုတော့ဂျင်းကြက်သွန်ဖြူရှာလကကြီးပူစီနံမင်းနဲ့စားရီထည့်ပြီးတေးသေးချာချာအသားလေးစိတ်ဝင်အောင်နေပေးလိုက်ပါတယ်ရှင်ဟမ်ဒီလောက်အကြီးကြီးရှိတဲ့ငါးကဘယ်ကနေရောက်လာတာလဲအကိုစိတ်ကိုနှံ့ရလားအကိုကိုယ်တိုင်ပဲဒီငါးကြီးကိုတေးလာတာလေဒါပေမဲ့မာတီငါးကြီးကိုတေးလာခဲ့တယ်လို့လုံးဝကိုအမှတ်မရပါဘူးဗျာအကိုကတော့ခဏခဏမိတတ်တာပဲသွားပြီးခဏလောက်နားယူလိုက်တော့အဲ့ဒီနောက်မှာတော့သူမဟာငါးရဲ့အပေါ်ကနေအစင်းသိလောက်ထားတဲ့ဆက်ဆက်မွှေးမွှေးဟင်းခတ်နစ်တွေကိုအများကြီးထည့်ပြီးတေးသေးချာချာနှံ့အောင်ပုတ်လေးပေးလိုက်ပါတယ်ငါးထည့်ထားတဲ့လင်ပန်းကိုဟေအိုအောင်းဦးလေးထည့်ပြီးချက်ဖို့ထားလိုက်ရုံပါပဲခဏလေးအကြာမှာတော့ရတာရှိလာတဲ့စမွှေးငါးအောင်ဟင်းလေးကအစင်းသိဖြစ်သွားလို့ဦးလေးကနေချက်ချင်းစီးယူပြီးစပွဲကိုတင်လိုက်ပါလိမ့်ရှင်အောင်ဒီငါးဟင်းကတကယ့်ကိုရတာရှိလို့နေညီမလေးอ่ะအကိုကြီးလေဒီဗီဒီယိုလေးကလိုက်တန်းရခဲ့ပြီဆိုရင်ကဘာပေါ်မှာအပျော်ရွှင်ဆုံးလူသားညီမလေးပဲရပါစေငါညီမလေးอ่ะဟေးမင်းတို့နှစ်ယောက်ငါတို့အိမ်ကိုဘာလာယူတာလဲအယူတမကောင်ရဲ့ငါတို့ရဲ့ငါကိုပြန်လာယူတာလေတကယ်ကြီးလို့အဆုံးသတ်မှာကျွန်တော်အခုအမှန်တကယ်ဘာဖြစ်သွားလဲဆိုတာကိုမှမပြန်ပြောပြပေးခဲ့ကြအောင်နော်ဒီဗီဒီယိုလေးကိုကြည့်ရှုကြတဲ့တကယ်ကြီးလို့လေအဆအဆအရာရာအဆင်ပြေကြပါစေဗျ